အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြတ်တွေကကိုစီရေးသားထားခဲ့တဲ့ကဘာကျော်တဲ့အသက်ပြင်းသူများအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးပြောချင်တာကကဘာသမိုင်းတွေမှာမှတ်တမ်းအတင်မခံရပေမဲ့အသက်ပြင်းတဲ့မြန်မာသမိုင်းတွေကပုံကိုယ်တချို့ပါတန်လင်းစာငစင်ကာဆိုတာဖီလစ်ဒီဘရတိုလိုလည်းလူသိများတဲ့ပေါ်တူဂီလူမျိုးပါတန်လင်းကိုအပိုင်းသိမ်းထားပြီးတမင်တချင်းအုပ်ချုပ်နေတဲ့ပေါ်တူဂီပေါ့တူတူပြောရရင်1613ခုနှစ်မှာတော့အနောက်ဖက်လူမင်းကတန်လင်းကိုသိမ်းပိုက်ပြီးတောင်ငူဘရင်နဲ့ရှင်တောင်နဲ့အတူတည်တံပေးခံရပါတယ်။ဘရင်နဲ့ရှင်တောင်ကတော့ရှွတ်ရှွတ်ရှူရှူအသက်ထွက်ပြီးမယ်ငစင်ကာကတော့ရက်တော်တော်ကြာတဲ့အထိမသေးနိုင်ခဲ့ဘူးတဲ့အနောက်ဖက်လူမင်းတည်တံပေးပုံကတော့တစ္ဆာဖောက်ရဲ့အပြစ်ပေးတတ်တဲ့တချင်းရှိုးတက်တဲ့နေပါတချင်းရှိုးတက်တယ်ဆိုတာကဖေဝါကနေအာကောင်အထိထုတ်ချိပေါအောင်တချင်းနဲ့ထိုးပြီးထားလိုက်တဲ့နေကိုဆိုလိုပါတယ်။တမိုင်းဆရာတွေအဆိုအရငစင်ကားဟာကာယသိတ္တိအစွမ်းတွေလည်းရှိနိုင်ပြီးအခုသူလည်းများလို့တချင်းရှိုးတက်တာတော့ရက်တော်တော်ကြာတဲ့အထိမသေးနိုင်သေးတာဖြစ်ရမယ်လို့ဆိုကြပါတယ်။နောက်ထပ်ပုဂ္ဂိုလ်တဦးကတော့တောင်ငူဘရင်တပင်ရွှေတီပါပဲမြန်မာတက္ကရာ912ခုနှစ်ခရစ်နှစ်1550ပြည့်နှစ်ဝေးကျင်လောက်မှာတပင်ရွှေတီရဲ့အမတ်ဖြစ်တဲ့တမိန်စောထွတ်ကလောက်ကျန်တက်ဖြတ်လို့နေရွာဆိုင်ရတာပါလောက်ကျန်မှုကြောင့်ဘရင်တပင်ရွှေတီဟာဦးကောင်းစင်းစင်းပြတ်တယ်လို့လည်းဆိုကြပါတယ်အဲ့ဒီဦးကောင်းဟာရက်အတော်ကြာတဲ့အထိမြစ်တောင်ပုတ်ခတ်လုံနေတယ်လို့ပါစက်သမိုင်းယုံတဲ့သမိုင်းတွေမှာလေ့လာရပါတယ်ကဘာမကျော်ပေမဲ့လည်းမြန်မာသမိုင်းတွေကအသက်ပြင်းသူတချို့အကြောင်းပါကဘာကျော်ဖိုးသက်ပြင်းတွေကတော့ Grigory Rasputin ဟာရုရှားသမိုင်းမှာနာမည်ကြီးတဲ့လူထုသန်းတစ်ယောက်ပါပဲ။ဒါဘရင်နီကိုလတ်နင်းနဲ့မိဖုရားဆာရီနာအလက်ဇန်ဒါတို့ရဲ့မိသားစုနဲ့အလွန်ရင်းနှီးကြဝင်ခဲ့ပြီးအလွန်ယုံကြည်ခံရတဲ့သူပါ။ Rasputin ဟာပျောက်စီဆရာရှစ်ပြောဆရာဖြစ်လဲရုရှားသမိုင်းမှာထင်ရှားပါတယ်။ဇာဘရင်နဲ့မိဖုရားတို့ကသူ့ကိုအလွန်ပဲယုံကြည်ကိုးကွယ်ခဲ့ကြသလိုနောက်ဆုံးမှာဝင်ကြီးချုပ်ရာတို့အထိတိုးပေးခဲ့ကြသလိုအရေးကြီးအစိုးရကိစ္စတွေမှာလည်းခြေလှယ်နိုင်တဲ့အထိတကူအာဏာထပ်ခဲ့တဲ့မင်းရိုးဆိုးရိုးမဟုတ်တဲ့ Rasputin တယောက်နန်းတော်တဲ့ထင်ရလောက်ခွင့်ရနေတာကိုမင်းကြီးမင်းသားနဲ့အစိုးရအရာရှိတွေကမကျေနပ်ဘူးလို့ဆိုပါတယ်1916ခုနှစ်ဒီဇင်ဘာလညစားတောက်ပွဲတစ်ခုမှာတော့ Rasputin စားမဲ့ကိမုံနဲ့ဝိုင်းထဲမှာဆိုင်ယာနိုက်အစိတ်ပြင်းပြင်းကိုထည့်ခဲ့ကြပါတယ်ဒါပေမဲ့လည်းအေးအေးဆေးဆေးပါပဲတဲ့အစိတ်မိတဲ့လက္ခဏာတော့မပြဘူးလို့တမိုင်းမတန်းတင်ထားပါတယ်။ဒါနဲ့မဖြစ်တော့ဘူးဆိုပြီး Felix Yusupov က Rasputin ရဲ့နောက်ကျောကိုတနက်နဲ့ပြစ်ချပြရတယ်။ Rasputin ဟာအဲ့ဒီလိုတနက်နဲ့တိပစ်တာတော့ကုန်းယုံထပြီးပြေးပါတော့တယ်။နောက်ဆုံးတော့ပူပေါလောက်ကြံကြတဲ့မင်းကြီးမင်းသားမူကြီးမရတွေကအစာဦးရဖားရနဲ့ Rasputin ကိုနောက်ကလိုက်ပြီးတနက်နဲ့ဝိုင်းပြရပါတော့တယ်။အချီမှာတော့ကြည်စံကခေါင်းကိုမှန်ပြီးလဲကျသွားတဲ့တည်တယ်မထင်လိုက်နဲ့နော်မသေးသေးလို့အဝင်းနဲ့ပတ်ပြီးနီဗာမြစ်ရဲ့ရေခဲပြင်တွေကိုပစ်ချလိုက်ကြတဲ့Rasputin ရဲ့အလောင်းကိုရေခဲမြစ်ထဲကပြန်ဆယ်လို့ရတဲ့အခါစစ်စစ်ကြည့်တော့တနက်တန်ရာကြောင့်သေးတာမဟုတ်ပဲအဆုတ်ထဲရေပြေးသွားလို့သေးတယ်ဆိုတဲ့မှတ်ချက်ထွက်တဲ့လေအတော်အသက်ပြင်းတဲ့အောက်လန်းဆရာကြီးလို့ပြောရမှာပါပဲနော်ဖီဒယ်ကက်စထရိုဆိုတာကျူးဘာဒေါ်လာရေးကောင်းဆောင်ကြီးဆိုတာသိကြမှာပါကျူးဘာထုတ်လန်းရေးအဖွဲ့အစည်းရဲ့အစည်းအဝေးခန်းစာတွေအရကက်စထရိုဟာလောက်ကျန်တပ်ဖြတ်ဖို့ကြံစီမှု634ကျင်းအထိရေးဆိုင်ခဲ့ရပါတယ်တဲ့အမေရိကန် CIA လို့သိကြတဲ့အဖွဲ့အစည်းကြီးကတော့အနည်းဆုံး8ကြိမ်တိုင်ကက်စထရိုကိုလောက်ကျန်မှုကြိုးစားခဲ့တာမှအောင်မြင်ခဲ့ကြောင်း1985ခုနှစ်အမေရိကန်အထက်လွှတ်တော်စုံစမ်းစစ်ဆေးမှုကအတည်ပြုခဲ့ပါတယ်။အစိတ်ရှိတဲ့စီးပြားကိုစီကရက်ထဲချဲတိုက်တာအစိတ်ရှိတဲ့ဖြိုရည်တိုက်တာပောက်ကွဲစီတတ်တဲ့စီးပြားတွေစနိုက်ပါတနက်သမားတွေအမျိုးသမီးတွေနဲ့လဲပြားတာစသဖြင့်စိတ်ကူးမရင်နိုင်လောက်တဲ့နီလန်မျိုးစုံကိုအသုံးပြုခဲ့ကြပေမယ့်အသက်ဘေးကနီးမျိုးစုံနဲ့လွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖိုးသက်ပြင်းဟာလွတ်ချမှုပေါင်းစုံကလွတ်မြောက်ပြီးအသက်90အရွယ်မှာတဘာဝအတိုင်းကွယ်လွန်ခဲ့တာပါ။အေဘရာဟင်လင်ကွန်ကတော့အမေရိကန်သမ္မတဆိုတာလူတိုင်းသိကြပါတယ်။1864ခုနှစ်မှာလင်ကွန်တည်လာတဲ့မြင်းကိုစနိုက်ပါသမားတဦးကပြစ်ခတ်ခဲ့ပါတယ်။လင်ကွန်ဟာထိခိုက်မှုမရှိပဲလွတ်မြောက်ခဲ့ပေမဲ့သူ့ရဲ့အုတ်ထုပ်ဟာကြည်စံဖောက်သွားခဲ့ပါတယ်။အုတ်ထုပ်ကိုကြီးဖောက်သွားခဲ့ပေမဲ့လင်ကွန်မတည်ခဲ့တာကတော့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုပါ။ဒါပေမဲ့လည်းလင်ကွန်က1865ခုနှစ်လူကြံခံရမှုမှာတော့မလွတ်မြောက်နိုင်ပဲတည်ဆုံခဲ့ရပါတယ်။လင်ကွန်ကိုတည်စီလိုတဲ့လူတွေမြောက်များကနင်းပြူးစုံနဲ့လှုပ်ကြံခဲ့ကြတာပါ။အပတော်ဟီတလာကိုတော့တည်ကြရောပေါ့။ Operation Valkyrie ဆိုတာဟီတလာကိုတည်ချာချာအပြောက်ရှင်မှုလုပ်တဲ့ဂျာမန်စစ်ကောင်ဆောင်တွေရဲ့အထူးစစ်စင်ရေးပါ
ဟစ်တလာရဲ့လူယုံနေဖြစ်တဲ့ Klaus Bronstoffer ဦးဆောင်တဲ့စစ်အရာရှိတွေကပဲဘုံခွဲပြီးလှုပ်ကြံခဲ့ကြတာပါဒီပြင်းထန်တဲ့ဘုံခွဲလှုပ်ကြံမှုမှာဟစ်တလာဟာပွင့်ရပေးရလောက်တာရှိခဲ့ပြီးမသိခဲ့ပါဘူးဟစ်တလာဟာအာဏာရစဉ်တစ်လျှောက်မှာလည်းလှုပ်ကြံမှုမျိုးစုံကနေလွတ်မြောက်ခဲ့တာပါပဲနောက်ဆုံးတော့လဲပုံကျင်းထဲမှာကိုယ့်နှစ်ထင်ကိုတေးပြီးအဆုံးစီရင်ခဲ့ရပါတော့တယ်အာဏာရှင်တို့ရဲ့ဇသိမ်းပေါ့ပုပ်ရဟန်းမင်းကြီးဂျွန်ဘောလ်ဒုတိယကိုတော့1982ခုနှစ်မေလ13ရက်နေ့ဗာတီကန်စိန့်ပီတာရင်ပြင်မှာတနတ်သမားကအသေးချလှုပ်ကြံခဲ့ပါတယ်။ကြည်စံ2000ထိမှန်ခဲ့ပေမဲ့အသက်အန္တရာယ်ရှိတဲ့အဓိကကိုယ်တွင်းအင်္ဂါတွေကိုရှောင်ရှားသွားခဲ့တာကြောင့်အသက်ရှင်နိုင်ခဲ့ပါတယ်။ဂျွန်ဘောလ်ကတော့သူမသေးတာဟာဖျားသခင်ရဲ့ဆောင်မမှုလို့ပဲအပြေအဝယုံကြည်ပါတယ်တဲ့။ဂျွန်ဘောဟာတနက်နဲ့ပြည့်တက်တဲ့တရခန်ကိုလူသိရှင်ကြားရောပုဂ္ဂိုလ်ရေးအရာပါခွင့်လွှတ်ပေးခဲ့ပါတယ်။လှုပ်ကြံခဲ့ရပြီးနှစ်ခွဲအကြာ1983ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာပုံရဟန်းမင်းကြီးဟာအီတလီရောမမြို့ရှိရီဘီယာအကျဉ်းထောင်ကိုတွားရောက်ပြီးအာချာတူရကီလူမျိုးကိုပုဂ္ဂိုလ်ရေးအရာ22မိနစ်ကြာအောင်တွေ့ဆုံစကားပြောခဲ့ကြပါတယ်။ပုံရဟန်းမင်းကြီးကကျွန်တော်ခွင့်လွှတ်ပေးပြီးညီကိုတယောက်လိုသူကိုစကားပြောခဲ့ပါတယ်လို့ပြောကြားခဲ့ပြီးသူတို့နှစ်ယောက်ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကိုတော့တည်တဲ့ထီလျှို့ဝှက်ပေးခဲ့ပါတယ်။အာချာကလည်းပုံရဟန်းမင်းကြီးရဲ့လက်ကိုနမ်းခဲ့ပါတယ်။ဒီသတင်းကတော့ကိုစဉ်ရေးသားထားတဲ့ကဘာကျော်တဲ့အသက်ပြင်းသူများအကြောင်းကိုမြတ်တွေကပြပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။မြတ်တွေပြောခဲ့တဲ့သတင်းကြောင်းရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါဦးနော်။နောက်မှပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။